မင်္ဂလာပါ channel ကနေအားလုံးကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံကနေ Facebook monetization ရချင်တဲ့လူတွေပထမအဦးဆုံးလုပ်ရမယ် account location setting မြန်မာနိုင်ငံကနေ Facebook သုံးနေတာဖြစ်ဖြစ်မဲ့နိုင်ငံခြား account ဘယ်လိုဖန်တီးမလဲဆိုတဲ့အလေးကိုကျွန်တော်ဗီဒီယိုလေးနဲ့တခြားလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီမပြောင်းခင်မှာကျွန်တော်ရဲ့ Facebook location ကြည့်ပုံကြည့်နေကိုတစ်ချက်လောက်ကျွန်တော်ကြည့်အောင်ကိုယ့်ရဲ့ Facebook ကိုကျွန်တော်အစဝင်လိုက်တာနဲ့ဒီလိုပုံစံမြင်တွေ့ရမှာဖြစ်တယ်ဒီနေရာမှာအပေါ်နားလေးညာဘက်ချမ်းမှာ3 dots အဲ့ဒီ3 dots ကိုတစ်ချက်လောက်ထောက်လိုက်ပါ3 dot ထောက်ပြီးပြီဆိုရင်ဒီမှာ privacy center ဆိုတာရှိတယ်နော်ဒီအလဲနားလောက်မှာprivacy center ကိုတစ်ချက်လောက်ထောက်လိုက်ပါ privacy ထောက်လိုက်ပြီဆိုတော့အောက်ကိုနည်းနည်းဆွဲရင်ဒီမှာ view all topics ဆိုတာတွေ့ပါလိမ့်မယ် view all topic ကိုတစ်ချက်လောက်နှိပ်ပါ view all topic ကိုတစ်ချက်လောက်နှိပ်ပြီဆိုရင်အောက်ကိုနည်းနည်းဆွဲချဒီမှာ learn how to manage your locations ဆိုတဲ့နေရာလေးကို get start ဆိုတာနှိပ်လိုက်ပါget start နှိပ်လိုက်ပြီဆိုရင်ကျွန်တော်မြင်တွေ့ရမှာကကိုယ့်ရဲ့ Facebook location ကိုကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်။ပငါဘာမာမွန်စတေးဆိုပြီးမှကျွန်တော်ရဲ့ location ကိုဒီမှာပြထားပါတယ်။ဒါကျွန်တော်ရဲ့ Facebook location ဖြစ်တယ်။အခုကျွန်တော်ဒီ location ကိုပြောင်းချင်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောင်းရတယ်လဲ setting ဘယ်လိုချိန်ရတယ်လဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်။အခုပထမအဦးဆုံး Facebook location ကိုပြောင်းမယ်ဆိုရင်တော့ back ပြန်ဆွဲပါခုနကျွန်တော်နေတဲ့3 dot ရဲ့ B နားလေးမှာခဲရန်ပုံစံလေးရှိတယ်အဲ့ဒီခဲရန်ပုံစံလေးကိုနှိပ်ပြီးဆိုရင် edit profile ဆိုတဲ့နေရာလေးကိုကျွန်တော်ရောက်သွားပြီ edit profile ဆိုတဲ့နေရာလေးမှာ personal detail ဆိုတာရှိတယ်အောက်နည်းနည်းဆွဲချရင်ဒီမှာ personal detail ဆိုတာရှိတယ်အဲ့ဒီ personal detail ဆိုတဲ့စာသားရဲ့ဘေးနားလေးမှာခဲရန်ပုံစံလေးကိုနှိပ်ပြီးမှကိုပြောင်းချင်တဲ့နိုင်ငံကိုရေးပါမြန်မာနိုင်ငံကနေသုံးတာဖြစ်ပြီမဲ့ US location ကြိုက်တယ်ဆိုရင်ဒီမှာ US location USA Miami ဆိုရင် Miami Florida ဆိုရင် Florida New York ဆိုရင် New York ကိုကြိုက်တဲ့နိုင်ငံကိုရေးပါ New York ကိုကြိုက်တဲ့နေရာကိုရွေးပါဒီမှာဒီချာလေးရွေးပြီးသွားပြီဆိုရင် save ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ဖို့ဖြစ်တယ်ဒါမဲ့ကျွန်တော်ဒီမှာတော့ save မနှိပ်တော့ဘူးပုံစံလေးပဲကျွန်တော်ပြောပြပေးသွားတာဖြစ်တယ် exit နဲ့တော့ကျွန်တော်တစ်ချက်ပြန်ထွက်တယ်ဒီမှာ home ဆိုတဲ့နေရာလေးလည်းရှိတယ်ဒီ home ဆိုတဲ့နေရာလေးပေါ့နော်ခုနဒုတိယနေရာမှာရှိတယ်အဲ့ဒီနေရာမှာလည်းခဲရန်လေးကိုနှိပ်ပြီးမှကိုပြောင်းချင်တဲ့နိုင်ငံကိုဒီမှာပြန်ရေးရမှာဖြစ်တယ်ဒီနားလေးတွေမှာကျွန်တော်တို့ New York ပဲဖြစ်ဖြစ် England ပဲဖြစ်ဖြစ် Singapore ပဲဖြစ် Thai ပဲဖြစ်ကိုကြိုက်တဲ့နေရာကိုရေးပါခုနအပေါ်မှာရေးတဲ့နာမည်နဲ့ဒီအောက်မှာရေးတဲ့နာမည်ကအတူတူဖြစ်ရပါမယ်အပေါ်မှာ USA အောက်မှာက Singapore ဆိုတာမရဘူး Singapore ဆိုရင် Singapore Delhi ဆိုရင် Delhi နှစ်ခုစလုံးအတူတူဖြစ်ရမယ်နောက်တစ်ခုကကျွန်တော်ဒီမှာ work experience ဆိုတဲ့နေရာလဲဖိထားရင်ကောင်းပါတယ် work experience နေရာမှာကျွန်တော်တို့ကကိုကြိုက်ခုနနိုင်ငံတွေပဲကိုရေးပေးသားနိုင်ငံတွေကိုပဲကျွန်တော်ပြန်ရေးရမှာဖြစ်တယ်ကိုရေးချင်တဲ့နိုင်ငံကိုရှာပေးမှရေးရမှာဖြစ်တယ်ရေးပေးသွားပြီဆိုရင်တော့ကျွန်တော်တို့ work experience မှာ I currently work here ဆိုတဲ့နေရာကိုဖိပေးရမယ် job title ကိုရဲ့အလုပ်ငန်းတစ်ခုခုရေးလို့ရပါတယ်ကျွန်တော်အမှန်တကယ်သွားနေတာမှမဟုတ်တာဆိုတော့တခြားပဲဖြစ်တစ်ခုခုရေးချင်တဲ့နာမည်ကိုရေးပြီးမှဒီမှာ save ဆိုတဲ့နေရာလေးမှာခဏလေးနော်ဒီမှာတခြားလို့ကျွန်တော်နေကြည့်လိုက်မယ် business တခြားဒီမှာ save နှိပ်လို့ရပြီပြီးသွားပြီကျွန်တော်တို့အလုပ်လုပ်တဲ့နေရာ public မှာကျွန်တော် share လုပ်ရပါမယ်
ဒါရေးပြီးသွားပြီဆိုရင်တော့ကျွန်တော် high school တွေပါတွေဖြည့်ချင်လဲရတယ်ဖြည့်ရင်တော့ပိုကောင်းတာပေါ့ location ပြန်ပြောင်းတာပိုမြန်တယ်မဖြည့်ချင်ရင်လဲဒီအတိုင်းထားလို့တော့ရပြီဆိုတော့ဒီနားလေးမှာကျွန်တော်ဒီ personal detail လေးအောက်မှာလက်ရှိကျွန်တော်တို့ရောက်နေတဲ့နေရာရဲ့ဒီအိမ်ပုံစံ home အများအားနေတဲ့နေရာရဲ့ကိုယ့်ရဲ့ work လုပ်ငန်းအလုပ်တဲ့နေရာရဲ့အဲ့ဒီ၃ခုကိုကျွန်တော်တို့ပုံစံပြောင်းပေးသွားပြီဆိုတော့ဒီအကောင့်ကမြန်မာနိုင်ငံကနေသုံးတာဖြစ်ပြီမဲ့မကြခင်နိုင်ငံခြား location ကျွန်တော်ရမှာဖြစ်တယ်ဆိုတော့ဒီအတိုင်းထားရင်တော့အခု auto ရတော့မှာလားအားလုံးပြီးသွားပြီလားဆိုတော့မဟုတ်သေးဘူး setting တစ်ခုကိုကျွန်တော်ပြန်ချိန်ရအောင်ဒီမှာ setting မှာတစ်ချက်သွားပါ privacy center မှာပဲ sorry တကယ် setting ထဲကိုကျွန်တော်သွားရမှာဖြစ်တယ် setting ကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာ search setting ဆိုတာရှိတယ်เนาะအပေါ်ဆုံးမှာ search setting မှာကျွန်တော်တို့voting ဆိုတဲ့စကားလုံးကိုရိုက်ထည့်ပေးပါ voting VOTING ဒီအပေါ်ဆုံးမှာ voting reminders in apps only ဆိုတဲ့နေရာလေးကိုပြန်ထောက်ပေးပါအခုဒီ location your location ဆိုတဲ့နေရာမှာအများလေးသွားပြထားတယ်ခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲကျွန်တော်ရဲ့ location က Pangamon State ဆိုတာရှိတယ်အခုကျွန်တော်ဒါမလို့ချင်တော့ဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် location မှာဒီမှာจำพายပဲဖြစ်ဖြစ် Delhi ပဲဖြစ်ဖြစ်ကိုသွားချင်တဲ့နေရာပေါ့ဗျာကိုပြောင်းချင်တဲ့နေရာကိုပြန်ရေးပါခုနကျွန်တော်ပြောတဲ့အတိုင်းအကုန်လုံးနေရာတစ်ခုအထက်ဖြစ်ရပါမယ်ရေးပြီးသွားပြီဆိုရင် save နှိပ်ပေးပါ save နှိပ်ရင်တော့ဒီအတိုင်းပြီးသွားပြီဆိုရင် back တစ်ချက်နှိပ်တကယ်ပြောင်းလားမပြောင်းဘူးလားဆိုတော့ဒီမှာပေါ်လိမ့်မယ်အခုကျွန်တော်ဒီ location voting location ဆိုတာကျွန်တော်မဲပေးတဲ့နေရာကိုကျွန်တော်ရွေးတာဖြစ်တယ်ကျွန်တော်တို့ဥပမာ New York ကိုရွေးမယ်ဆိုတော့တခါတည်းဒီမှာ voting address တွေကပေါ်ချင်မှအပေါ်မှာတကယ်လို့မြတ်မပေါ်ဘူးဆိုရင် ChatGPT ကနေပဲဖြစ်ဖြစ်ဒီ AI တခုခုကနေ voting location ကိုရှာပြီးမှဒီမှာ copy paste ထားလဲရပါတယ်ဒါတော့အကုန်လုံးလောက်တတ်မယ်ထင်တယ်ဒီအောက်မှာ voting reminder ဆိုတဲ့ button လေးကိုလည်းကျွန်တော် on ပေးရပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ voting location လဲပြောင်းပေးသွားပြီခုနကျွန်တော်နေရလိပ်စာတွေအကုန်လုံးပြောင်းပေးသွားပြီနောက်တစ်ခုလုံးဆရာရှိသေးတာကဒီမှာကျွန်တော်စာ post တော့မယ်စာတင်တော့မယ် post တစ်ခုလုပ်တော့မယ်ဓာတ်ပုံပဲဖြစ်ဖြစ် video ပဲဖြစ်ဖြစ်စာပဲဖြစ်ဖြစ်တင်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာစာရေးပြီ hello ဆိုတာရေးပြီးသွားပြီဆိုရင်ဒီနေရာမှာသူကအပေါ်မှာပဲဖြစ်ဖြစ်ဒီဘေးနားမှာပဲဖြစ်ဖြစ် location ရွေးခိုင်းတာရှိပါလိမ့်မယ် location နေရာကိုတစ်ချက်လောက်ထောက်ပေးပါဒီနေရာမှာတော့ကျွန်တော်တို့ deny ပဲရွေးပါဘယ်တော့အခါမှခင်ဗျားရဲ့ location service မပေးပါနဲ့ deny ရေးပါဒီနေရာမှာကျွန်တော်တို့ search bar မှာပဲကိုသွားချင်တဲ့နေရာကိုရေးပါဒီမှာပေါ်ပြီဆိုတော့ဒီမှာတေချာလေးရွေးပြီးမှဒီ map လေးကိုမကြိုက်ဘူးဆိုတော့ဒီ X လေးနဲ့ထွက်လို့ရတယ် map ကိုရောကြိုက်တယ်ဆိုတော့ဒီအတိုင်း post တင်လို့ရတယ်ကျွန်တော် map မကြိုက်ဘူးဖြစ်တဲ့အတွက် X လေးနဲ့ထွက်ပြီးမှကျွန်တော်ဒီ hello ဆိုတဲ့စကားလုံးလေးပဲဒါမဲ့ဒီကျွန်တော်ရဲ့နာမည်ရဲ့ဘေးမှာ Omilon in Champhai India ဆိုတာကျွန်တော်ရပြီပြောချင်တာကခုန location မထောက်ဘဲနဲ့ post တင်မယ်ဆိုရင်ခင်ဗျကျွန်တော်ရဲ့ location မပေါ်ဘူးအခုကျွန်တော် location ကိုထောက်ပြီးမှ post တင်တာဖြစ်တဲ့အတွက်ကြောင့် in Champhai India ဆိုတာတခါတည်းပေါ်တာဖြစ်တယ်ဆိုတော့ကျွန်တော် post တင်ကြည့်မယ် share public share နဲ့ကျွန်တော်လုပ်လိုက်တယ်အခုဒီမှာကြည့် Omilon is in Champhai India မှာ India နိုင်ငံမှာရောက်နေပြီဆိုတော့ပုံပေါ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ location ကိုပြောင်းချင်တယ်မြန်ပြောင်းစီချင်တယ်ဆိုရင်ခုနကအကုန်လုံးချိန်ပြီးခါမှာ post တင်တဲ့အချိန်တိုင်းမှာဒီ location ကိုတတ်ပြီးမှ post တင်တာပိုကောင်းတယ် post တင်တဲ့အချိန်တိုင်းမှာ location တတ်မတင်နိုင်ဘူးဆိုရင်တောင်မှတပတ်မှာ2ချိန်3ချိန်တော့
ဒီ location တက်ပြီးမှ post တင်ရမှာဖြစ်တယ်ခုနကျွန်တော်ပြတဲ့နေရာလေးပေါ့နော်ဒီညာဘက်အပေါ်ဆုံးကနေကျွန်တော် privacy center ကိုတွားပြီးမှဒီမှာ view all topic ကိုတွားပြီးမှဒီ manage location ကို get start နေပြီးမှကိုယ့်ရဲ့ location ကိုကြည့်တဲ့ဒီနေရာမှာ your primary location ဆိုတာကိုယ့်ဘာသာပြင်လို့မရဘူးပြောင်းလို့မရဘူး Facebook ကသူတို့ဘက်ကနေအတီးတတ်မှတ်ပေးတာဖြစ်တယ်ကျွန်တော်ဒီမှာရှိပါတယ်ဆိုပြီးမှခေါင်းကကျွန်တော်ပြောင်းပေးမယ် Facebook ကခင်ဗျားတော့ဒီနေရာမှာရှိတာပါဆိုပြီးမှသူကတတ်မှတ်ပေးတာဖြစ်တယ်ကိုပြောင်းလို့မရဘူးဒီနေရာကိုကျွန်တော်ပြောင်းစီချင်တယ်ဆိုရင်တော့ခေါင်းလို့တဲ့အရာတွေတစ်ခုမကျန်ကျွန်တော်လိုက်လို့ရမှာဖြစ်တယ်အခုကျွန်တော်ဒီပြောသွားတဲ့ location ပြောင်းပုံပြောင်းနေရတင်တန်းတက်ပြီးမှတင်တန်းစရာတွေကပိုက်ဆံအများကြီးတောင်းတာဖြစ်တယ်ဒါမဲ့ဒီနေ့ကျွန်တော်ဘာလို့အခမဲ့ပြန်ပြောသွားလဲဆိုတော့ Facebook ရဲ့ဒီတင်တန်းတွေကဒီ location လောက်ပုံလောက်နေတွေကအရန်ကိုခက်နောက်ကျသွားပြီပြောရမယ်ဆိုရင်လေသူတို့ဒီတင်တန်းစရာတွေရဲ့ပကံကိုကျွန်တော်ရိုက်ခွဲတာမဟုတ်ဘူးဒီ location ပြောင်းပုံပြောင်းနေတင်တန်းကျွန်တော်တက်တာဟာ2020ကုန်လောက်ဖြစ်သွားပြီ2020ကုန်ကနေအခု2016ထိအဲ့လိုမျိုးလူတွေကတင်တန်းနဲ့ပဲသူတို့လိုက်တဲ့ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့စီတနာနဲ့ပေါ့နော်ခက်လဲကုန်နေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြင် sharing လုပ်ပေးတာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော် location ပိုင်းမှာတိထားရမယ့် chat ကကျွန်တော်ရဲ့ GPS ကိုအမြဲတမ်းထိန်းထားရမှာဖြစ်တယ်ဒီကျွန်တော် mobile location ပေါ့နော် GPS ဒီမှာ location service ဆိုတာရှိတယ်ဖုန်းတိုင်းမှာရှိတယ်ဒီ location service ကို on မလုပ်ပါနဲ့ on လုပ်မရဘူးအမြဲတမ်းကျွန်တော် off ထားရမှာဖြစ်တယ်မြန်မာနိုင်ငံကနေကျွန်တော်တို့သုံးပြီးမှ location service on ထားတယ်ဆိုရင်ကို Facebook ရောကိုရဲ့ ID အကုန်လုံးဟာမြန်မာ location နဲ့ပြန်ကြတယ်ဆိုအမြဲတမ်းဖုန်းရဲ့ location ကို off ထားပြီးပါ iPhone သုံးတဲ့လူတွေအတွက်တော့ဒီအပေါ်ကနေဆွဲလို့ location ပိတ်လို့မရဘူး setting ကနေ location ရိုက်ပြီးမှ location ကိုတိချာလေးကျွန်တော် off ရမှာဖြစ်တယ်အဲ့ဆိုရန်ကုန်မှာနေတဲ့လူတွေမြို့ကြီးမှာနေတဲ့လူတွေ GPS သုံးချင်တဲ့လူတွေအရန်သတိထားရတယ်ခင်ဗျာ GPS သုံးပြီဆိုရင်တော့ခင်ဗျာ location ကအတိအကျတော့ပြောနေပြီတော့ခင်ဗျာမြန်မာနိုင်ငံကနေနေရတဲ့စင်ကာပူ location မရနိုင်ဘူး GPS အမြဲတမ်းသုံးနေဆိုတော့ဒီ location ကိုပြောင်းချင်တယ်ဆိုရင် GPS သုံးတာလဲစင်ချင်ရမှာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော် sharing လုပ်သွားချင်တာကအခုကျွန်တော်ဒီဟာတွေကတော့ account setting လုပ်ခေါ်တယ် account setting အားလုံးပြီးသွားပြီ account setting အားလုံးပြီးသွားတဲ့ချိန်မှာဘာလို့လဲဆိုတော့ IP address ကျွန်တော် internet location ကိုတစ်ခြားလောက်ပြန်ကြည့်ဖို့လိုတယ်ကျွန်တော် mobile data တွေwifi တွေနဲ့ဖွင့်ပြီးဆိုတော့ mobile data တွေလင်လို့မရဘူးမြန်မာနိုင်ငံကနေတုံးနေဆိုတာသူတို့ချက်ချင်းသိတယ်သူတို့ AI ကအများရန်သိတာဖြစ်တဲ့အတွက်ကြောင့်ဒီ location ကိုကျွန်တော်ပြောင်းချင်နေဆိုရင် VPN ခံပြီးမှတုံးရတာဖြစ်တယ် US VPN ဆိုရင် US VPN အများရန်တုံးတဲ့ခုနကျွန်တော် location မှာ Singapore လောက်ရေးရဆိုရင် Singapore VPN အများရန်တုံးတဲ့ Thai location ချိန်ထားတဲ့ဆိုတော့ Thai location ရတဲ့ VPN ကိုအများရန်တုံးတဲ့ဒီနေရာမှာ VPN ကတော့ free VPN တွေကြတော့တစ်ခါတလေမှာကိုကြိုက်တဲ့ location ရွေးလို့မရဘူးအဲ့ဒါကြောင့်တကယ်ကို serious ဖြစ်တဲ့ location ပြောင်းရှင်းတယ်ဆိုတော့ premium VPN တွေဝိုင်သုံးရမှာဖြစ်တယ် Express VPN ပဲဖြစ်ဖြစ် Jam VPN ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ location ထားလို့ရတဲ့ VPN တွေဝိုင်သုံးရင်တော့ဒီ location ကပြောင်းသွားပြီဒီ location ကနိုင်ငံခြား location ကျွန်တော်ရသွားပြီ follower လဲ5000နဲ့အထက်လောက်အခုနောက်ပိုင်းတော့1000လောက်ရရင်ပိုကောင်းတယ်1000ဝန်းကျင်လောက်ရပြီတလမှာ view 3သိန်းလောက်ရပြီဆိုရင်တော့ခင်ဗျာ Facebook monetization အောင်ဖို့ဟာ100မှာ90ရာခိုင်နှုန်းကတော့တည်ကြသွားပြီခင်ဗျာ content တွေကကိုပိုင် content တာဖြစ်မယ်ဆိုရင် location လဲမှန်မယ်ခင်ဗျာ content တွေကကိုပိုင် content တွေလဲဖြစ်မယ်view ကတလမှာ3သိန်းလောက်လဲရမယ်
follower လဲ1000ဝန်းကျင်လောက်ဒီလေးခုလောက်ရပြီဆိုတော့ခင်ဗျာ Facebook နဲ့လောက်စားလို့ရပြီတချို့လူတွေကတစ်လမှာဒေါ်လာ300 400ရတယ်လို့ရှိတယ်ကောင်းပါတယ်တချို့လည်း1000နဲ့ချီရတယ်လို့ရှိတယ်ကောင်းတယ်ဒါပေမဲ့အားလုံးကတော့100 1000ချက်ချင်းတော့ရမှာမဟုတ်ဘူးဒါပေမဲ့နေရင်ထိုင်ရင်နဲ့ဒီ setting တွေကိုကျွန်တော်တီချာလေးချိန်မယ်ဆိုတော့သူများတွေကိုလည်းအားကိုးစရာမလိုဘူးကိုဟာနဲ့ကိုလှုပ်လို့ရတယ်အဲ့ဒီနေရာမှာမိခွန်းတော့ရှိတယ်ကိုဟာနဲ့ကိုလှုပ်လို့ရတယ်ဆိုတော့မြန်မာ bank account တွေနဲ့ချိန်လို့ရလားဆိုတော့မရဘူး bank account ပိုင်းဘယ်ဖြစ်ဂျန်နဲ့တီးထားတဲ့နေရာတွေကိုနောက်ဗီဒီယိုမှာကျွန်တော်ပြန် sharing လုပ်သွားမှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် location ဘယ်လိုပြောင်းတယ်လဲဆိုတဲ့အလေးကိုအခြေခံပြီးမှကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်အခုကျွန်တော်ပြောသွားတဲ့ဟာတွေထဲမှာ machine learning ဖြစ်တာဆိုရင် comment မှာရေးပေးပါထပ်သိချင်တဲ့ဟာလေးရှိရင်လည်း comment မှာရေးပေးပါဒီ YouTube Joseph TV YouTube channel အောက်မှာ comment ရေးထားတဲ့ YouTube နဲ့ Facebook ပိုင်းဆိုင်ရာတိထားတဲ့ဟာတွေအဲ့ဒီအကြောင်းအရာတွေဆိုရင်တစ်ခုမကြံကျွန်တော်ပြန်လဲအဖြေပေးဖို့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ